အာဆင်နယ်ဖလားရတဲ့ထက်မန်ယူအသင်းချန်ပီယံလိဝင်ကန်ခွင့်ရတာကိုသာပိုပျော်ရွှင်ကြောင်းဒဲဆော်ပြီးတော့ဂန်နာတို့ကိုအရှက်တကွဲကျိုးနဲ့ဖြစ်အောင်လှုပ်လိုက်တဲ့ဗန်ပါစီအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ကိုယ်စိတ်နှလုံးသုံးပါးလို့ကိုစိတ်ချမ်းသာစေရမယ်တင်ဆက်သူကိုကာကြီးပဲဖြစ်ပါတယ်အာဆင်ဝင်းကရဲ့အချစ်တော်ဖြစ်ခဲ့တဲ့ဗန်ပါစီတယောက်ကစားသမားဘွားမှာတုန်းကလည်းဂန်နာတို့ကိုစွန့်ခွာလို့ယူနိုက်တက်စီပြောင်းရွှေ့ခဲ့တဲ့ပုံမှာဂန်နာပရိသတ်တွေကဆိုရင်လည်းမကြေမနက်ဖြစ်ခဲ့ရပါတယ်အခုဆိုရင်လည်းဗန်ပါစီတယောက်အာဆင်နယ်ပရိသတ်တွေရဲ့မကြက်သေးတဲ့ဒဏ်ရာဟောင်းကိုထပ်ပြီးတော့စားနေပတ်ကအရှက်ခွဲခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းချန်ပီယံလိပြန်လည်ဝင်ခွင့်ရတဲ့အပေါ်အတိုင်းမသိဝမ်းသာကုန်ယူနေတဲ့သူ့ရဲ့ဖွင့်ကားချက်တွေကဂန်နာတွေအတွက်တော့တကယ်ကိုနားစိတ်မခံနိုင်စရာနဲ့အကြီးကျယ်ဒေါသထွက်စရာကိစ္စဖြစ်သွားခဲ့ပါပြီဗန်မာစီကတော့ကျွန်တော်တကယ်ကိုစိတ်လို့ရှားမိပါတယ်ဒီလိုပြန်ရောက်လာတာကောင်းတာပေါ့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုချစ်တယ်သူတို့ချန်ပီယံလိပြန်ရောက်လာတာကိုမြင်ရတာကျွန်တော်ကိုပျော်ရွှင်စေပါတယ်အကယ်၍အာဆင်နယ်သာပရီးမီးယားလိဖလားရခဲ့ရင်ဘယ်လိုခံစားရမလဲလို့လူတွေကကျွန်တော်ကိုမေးကြတယ်တကယ်တော့ဘာမှမခံစားရပါဘူးအာဆင်နယ်ဖလားရတာတဲ့ယူနိုက်တက်ချန်ပီယံလိပြန်ဝင်ခွင့်ရတာကကျွန်တော်တို့ပို့ပြီးအဓိပ္ပာယ်ရှိပါတယ်ဆိုပြီးတော့ပြောကြားလိုက်ပါတယ်ဗန်မာစီရဲ့ဒီစကားတွေကအာဆင်နယ်ပရိသတ်တွေအတွက်တော့ဘယ်တော့မှမကြေလည်နိုင်ပဲနာကြီးစရာစကားတစ်ခုဖြစ်နေကြံရည်နေခဲ့မှာတော့အသေးချပါပဲ